ဗီလာနဗီလာမလေးရှားနိုင်ငံရဲ့တရေ6ဆုံးနေရာများတဲ့ကတစ်ခုထွားပဲပိုင်တဲ့ရဲ့တရေပုံမြင်တွေကနေကြိုးဆိုလိုက်ပါတယ်ဗီလာနဗီလာလို့ပြောလိုက်ရင်မြန်မာပြည်ကလူတွေအတွက်တော့ကြားဘူးသူသိရှိမှမထင်ပါဘူးဒါပေမဲ့မလေးရှားနိုင်ငံမှာတော့ဗီလာနဗီလာရဲ့အကြောင်းကစိတ်ဝင်စားစရာဇလန်းတစ်ပုဒ်အဖြစ်ရောအဖြေရှာမတွေ့တဲ့ပု္ပ္ပာတစ်ပုဒ်လိုရောရှိနေစေဖြစ်ပါတယ်မလေးရှားနိုင်ငံဂျိုဟိုဘာရူမြို့ကစင်ကာပူနိုင်ငံနဲ့ရေလက်ကြားတစ်ခုခြားထားတဲ့နယ်စပ်မြို့လေးဖြစ်ပါတယ်။တစ်ချိန်ကဘရင်စီးနှစ်နဲ့အုပ်ချုပ်ခဲ့ပြီးတော့ဘရင်နန်းတော်ဟောင်းတွေနဲ့အင်္ဂလိပ်တွေရဲ့ဘန်ဂလိုဟောင်းတွေအများကြီးရှိတဲ့မြို့လည်းဖြစ်ပါတယ်။မြို့လေးရဲ့ဘူကစ်အလက်မှာရှိတဲ့လီဒိုကန်ဂျီဒမ်ဘာဘေးအနားမှာလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်လောက်ကစွန့်ပစ်ထားခဲ့တဲ့6ချားပွေရအင်ကြီးတစ်လုံးရှိပါတယ်။မလေးရှားနိုင်ငံရဲ့တရေ6တဲ့အိမ်များထဲမှာအကျော်ကြားဆုံးတစ်ခုလည်းဖြစ်ပြီး6ချားပွေရအဖြစ်ပြက်တွေလည်းအများကြီးဖြစ်ခဲ့ပါတယ်။အဲ့ဒီအိမ်ကတော့ဗီလာနဗီလာဆန်အိမ်ကြီးဖြစ်ပါတယ်။ဒါဆန်အိမ်ရဲ့တိကျတဲ့သမိုင်းကြောင့်ဘာလဲဆိုတာအခုထိသေချာတဲ့အဖြေမရှိပါဘူး။ဒါပေမဲ့ဒေသခံများကြားမှာတော့အမျိုးမျိုးသောကြေကွဲပွေရဇလန်းတွေပြန့်နှံ့နေပါတယ်။2013ခုနှစ်နိုဝင်ဘာလမှာ10ကျော်သက်လူငယ်23ဦးအိမ်ထဲဝင်ပြီးနောက်ပျောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးစိတ်လှုပ်ရှားပွဲရကိုရှာဖွေကြတဲ့သူတွေနဲ့တရေဇလန်းရှာဖွေကြသူတွေကြားထဲမှာဗီလာနဗီလာကဆွဲဆောင်စရာနေရာတစ်ခုဖြစ်ပို့ပြီးကြော်ကြားလာခဲ့ပါတယ်။စိတ်ဝင်စားသူတွေများလာတာနဲ့အမျှအဲ့ဒီအိမ်ရဲ့တစ်ချိန်ကဖြစ်ပျက်ခဲ့တဲ့ဇလန်းတွေဟာလည်းလူအများကြားထဲပြက်နှက်ရောက်လာခဲ့ပါတော့တယ်။ပထမဆုံးဇလန်းကတော့အဲ့ဒီအိမ်မှာနေထိုင်ခဲ့တဲ့ချမ်းသာတဲ့ကော့ကစ်ဆက်မိသားစုတစုကိုကျေးစားလူသက်သမား2ဦးကရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တယ်လို့ပြောကြပါတယ်။အဲ့ဒီအိမ်ကြီးကို1930ပြည့်နှစ်တွေမှာချမ်းသာတဲ့ Navila Harness လို့ခေါ်တဲ့ Dutch ကုန်တဲ့တယောက်ဖြစ်တဲ့ကော့ကစ်ဆက်မိသားစုတစုကပိုင်ဆိုင်ခဲ့တယ်လို့ပြောကြပါတယ်။အဲ့ဒီအိမ်ကြီးရဲ့သမီးအငယ်ဆုံးနာမည်ကနဗီလာလို့ခေါ်ပြီးမိသားစုရဲ့အချစ်ဆုံးဖြစ်တာကြောင့်အဲ့ဒီဆန်အိမ်ကြီးရဲ့နာမည်ကိုဗီလာနဗီလာလို့နာမည်ပေးခဲ့တာပါအချို့ကပြောကြတာတော့ဒီအိမ်ရှင်ရဲ့အနိုင်ကျင့်မှုတွေကြောင့်အိမ်ပေါ်တယောက်ကအိမ်ရှင်ရဲ့သမီးဖြစ်သူနဗီလာကိုတတ်ပြီးနဗီလာရဲ့ရုပ်အလောင်းကိုအိမ်နရံတစ်ခုအတွင်းမှာဘီလက်မြေဖြစ်ဖုံးအုပ်ထားခဲ့တယ်လို့ဆိုကြပါတယ်အချို့ကတော့ကော့ကစ်ဆက်မိသားစုရဲ့အိမ်တော်ထဲကလောဘကြောင့်မိသားစုတစုလုံးကိုတပ်ဖြတ်ခဲ့ပါတယ်။နဗီလာကိုတော့မတက်ခဲ့ပဲစောက်ရှောက်ခဲ့တယ်လို့နာမည်ခံခဲ့ပြီးတော့ပိုင်ဆိုင်မှုများအားလုံးကိုသိမ်းယူခဲ့ပါတယ်။နောက်ပိုင်းမှာတော့နဗီလာကိုလည်းတပ်ဖြတ်ခဲ့ပြီးတော့နဗီလာရဲ့ရုပ်အလောင်းကိုအိမ်နရံထဲမှာဝှက်ထားခဲ့တယ်လို့လည်းပြောကြပါတယ်။တချို့ကတော့ဒီဆိုင်မှာနေကြတဲ့မိသားစုမှာဖခင်ဖြစ်သူကအကျွေးတွေနဲ့ဒီဝါလီခံသွားပြီးတဲ့နောက်မိသားစုတစုလုံးအိမ်ထဲမှာတက်ပြီးသူ့ကိုယ်သူလည်းအဆုံးစီရင်သွားတယ်လို့ပြောကြပါတယ်။ဇလန်းမျိုးတွေပဲရှိခဲ့ပေမဲ့လည်းအဲ့ဒီနောက်မှာတော့နဗီလာကအိမ်မော်မိန်းမရဲ့တက်ဖြတ်တာကိုခံခဲ့ရပြီးတဲ့နောက်သူမရဲ့ဝိညာဉ်ကဗီလာအတွင်းမှာတရေ၆တယ်ဆိုတဲ့အကြောင်းတွေကတော့ယနေ့ထိပြောနေစေဖြစ်ပါတယ်။1980ဝန်းကျင်မှာတော့အိမ်ရဲ့ပိုင်ရှင်ကတရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးဒါရိုရက်စင်ဟော့လို့ခေါ်ပါတယ်။ဒါရိုရက်ဟာအဲ့ဒီချိန်လုံးကဂျိုဟိုဘာရူမှာနာမည်ကြီးဖျော်ဖြေရေးစင်တာတစ်ခုဖြစ်တဲ့ Christian Palace ကပိုင်ရှင်လည်းဖြစ်ပါတယ်။ဒီနေရာကကမ်းခြေနဲ့နီးစပ်တာဖြစ်လို့အထက်တွန်းလာတွေရဲ့အဆောက်အဦတွေအစိုးရအရာရှိတွေအိမ်တွေအများကြီးရှိပါတယ်။အရင်နှစ်80လောက်တုန်းကအဲ့နာတဝိုက်ကအိမ်တွေကအရန်ကိုလှပပြီးထူးကြတယ်အရန်ကိုကြီးတယ်။မင်းမျိုးမင်းနွယ်တွေနဲ့အင်္ဂလိပ်လူမျိုးတွေနေတဲ့နေရာဖြစ်တယ်လို့ဒေသခံတွေကပြောကြတယ်။ Christian Palace ကပိုင်ရှင်ဒါရိုရဲ့ပျောက်ဆုံးသွားပြီးတဲ့နောက်မှာအဲ့ဒီအိမ်ကြီးရဲ့ဇလန်းကလည်းပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီဒါရိုရဲ့စီမှာအလုပ်လုပ်ခဲ့ဦးတဲ့အီတာဆိုတဲ့အလုပ်သမားတစ်ယောက်ကသူအဲ့ဒီအိမ်မှာနေတော့ကထူးခြားစမ်းကြဲတဲ့အဖြစ်ပြက်တွေအများကြီးဖြစ်ပျက်ခဲ့တယ်လို့ပြောပါတယ်။တော်တော်ထူးဆန်းတဲ့အရာတွေကြုံခဲ့ရပေမဲ့သူကတော့မကြောက်ခဲ့ပါဘူး။အထူးသဖြင့်မိန်းမငယ်တစ်ယောက်ရဲ့ဝိညာဉ်ကအိမ်ကြီးထဲမှာရှောက်သွားနေတာကိုသူခဏခဏမြင်ခဲ့ရတယ်လို့ပြောပါတယ်2013ခုနှစ်မှာတော့10ကျော်သက်23ဦးကနဗီလာဆန်အိမ်ကြီးတဲကိုဝင်ရောက်ပြီးနောက်ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ရဲတပ်ဖွဲ့ကစုံစမ်းစစ်သွေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့လူတဦးတည်းသာပျောက်ဆုံးကြောင်းအတည်ပြုပါတယ်။သွားတဲ့သူကအသက်16နှစ်အရွယ်မိုဟာမက်အဇစ်အဇူဇင်ဟူဆင်ဖြစ်ပါတယ်။6ရက်နေ့မှာအဲ့ဒီအချိန်တုန်းကအသက်18နှစ်အရွယ်သားရှိသေးတဲ့အဇတ်ကသူ့တငယ်ချင်း23ယောက်နဲ့အတူတကောင်ရံမှာဗီလာနဗီလာကဲကိုဝင်ရောက်သွားခဲ့ပါတယ်။သူကအဲ့ဒီကိုသွားခဲ့တာပထမဆုံးအကြိမ်မဟုတ်ပါဘူး။နောက်တစ်ချိန်မှာအဇတ်ကရဲတွေရဲ့ဖိအားကြောင့်သူမြင်တွေ့ဖြစ်ပျက်ခဲ့တာကိုမထုတ်ဖော်ခဲ့ပါဘူး။အရန်ကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်မယ်ဆိုတာကတော့သိချနေပါတယ်။
ဖွဲ့ကဆန်အိမ်ထဲကကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကြောင့်အဲ့ဒီအနေရရဲ့ထွက်ပေါက်နဲ့နီးတဲ့နောက်ဖေးလမ်းကြားကနေမြန်ထွက်ပြေးသွားကြပါတယ်ပြီးတော့အိမ်ပြန်ခဲ့ကြပါတယ်သူတို့အကုန်လုံးအိမ်ပြန်ရောက်ခဲ့ပေမဲ့အဇက်ကတော့အိမ်ကိုပြန်မရောက်ခဲ့ပါဘူးရဲတွေကရှာဖွေပြီး2ရက်အကြာမှာတော့သူတို့သွားခဲ့တဲ့ဗီလာနဗီလာဆန်အိမ်ရဲ့15ကီလိုမီတာလောက်အကွာမှာရှိတဲ့တမန်ဒါဆာမှာရှိတဲ့အဇက်ကတငယ်ချင်းတယောက်အိမ်မှာအဇက်ကိုတွေ့ရှိခဲ့ရပါတယ်အဇက်ကသူကကြောက်ရွံ့စိတ်ကြောင့်အိမ်ကိုမပြန်ခဲ့ပဲသူ့အမေကိုအကြောင်းမကြားခဲ့ရုံတတ်ပါလို့ပြောခဲ့ပါတယ်။သူဘာမှမမြင်တွေ့ခဲ့ရပါဘူးလို့ညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းဒီဖြစ်ရကိုလူတွေကဗီလာနဗီလာဆန်အေးရဲ့ကြောက်စရာကောင်းတဲ့ဖြစ်ရလို့သာသတ်မှတ်ခဲ့ကြတာကြောင့်ဗီလာနဗီလာရဲ့နာမည်ကိုပိုပြီးကြီးမားစေခဲ့ပါတယ်။ဒီလူငယ်23ယောက်အဖြစ်ဖြစ်ပြီးအစိုးရတာဝန်ရှိသူတွေကအိမ်ကိုဖြိုဖျက်ဖို့အတွက်ကန်ထရိုက်တာတဦးကိုအပ်လိုက်ပါတယ်။အိမ်ကိုဖြိုဖို့အတွက်တာဝန်ယူထားတဲ့ကန်ထရိုက်တာရဲ့ပြောပြချက်တွေအရသူတို့ဖြိုဖျက်နေတဲ့အချိန်မှာနံရံတွေကနေသွေးတွေစိမ့်ထက်လာတာတွေညာရင်းချင်းဖြိုဖျက်ထားတဲ့နံရံတွေကအရင်အတိုင်းပြန်လဲတီးရှိနေတာတွေစတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံခဲ့ရတယ်လို့ပြောပါတယ်။ဝန်ကအဖွဲတစ်ဖွဲကလည်းဗီလာနဗီလာဆန်အိမ်ကိုလာရောက်စူးစမ်းကြပါတယ်။အဲ့ဒီထဲမှာတရေလိုမျိုးမမြင်အပ်တာတွေကိုမြင်နိုင်စွမ်းရှိတဲ့လူတစ်ယောက်ပါလာပါတယ်။သူတို့ဟာဆန်အိမ်ထဲကိုပတ်ကြည့်ပြီးတနေရာရောက်တဲ့အခါမှာတော့တရေကိုမြင်နိုင်တဲ့သူကမိန်းမကြီးတယောက်ကမိန်းမငယ်လေးတယောက်ကိုဖတ်ထားရင်သူတို့အဖွဲ့ကိုစုစိုက်ကြည့်နေတာကိုသူခံစားလိုက်ရပါတယ်တဲ့ဒါနဲ့သူလည်းသူ့ရဲ့အဖွဲ့ကိုအမြန်ဆုံးထွက်ဖို့တတိပေးပြီးအဲ့နေရာကနေပြန်ထွက်လိုက်ခဲ့ကြပါတယ်2015ခုနှစ်မှာတော့ဒီအဖြစ်အပျက်ကိုအခြေခံပြီးမလေးရှားထိတ်လန့်ပွဲရာရုပ်ရှင်ဗီလာနဗီလာကိုရိုက်ကူးခဲ့ကြပါတယ်ယခု2026လက်ရှိမှာတော့ဗီလာနဗီလာကိုခွေးလင်များအတွက်ခိုးလုံရနေရအဖြစ်အသုံးပြုလျက်ရှိနေပါတယ်အစိုးရတာဝန်ရှိသူများကတော့မလိုလားအပ်တာတွေမဖြစ်စေရန်နဲ့တရေ6တဲ့နေရာအငွေ့သက်အနှဲငယ်ရောပါသွားစေရန်ရည်ရွယ်ပြီးတော့ခွေးများထားရှိခြင်းကလည်းဒီနေရာကိုလာရောက်စူးစမ်းသူများမလည်ရောက်စေရန်အတွက်လည်းရည်ရွယ်ခဲ့ပုံရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဗီလာနဗီလာဆိုတဲ့အမည်ကြားလိုက်တာနဲ့လှုပ်ဝက်စမ်းကြယ်မှုပေါင်းထောင်ပေါင်းများစွာနဲ့မလေးရှားနိုင်ငံရဲ့လူပြောအများဆုံးနဲ့နာမည်အကြီးဆုံးတရေ6တဲ့နေရာများထဲမှာတစ်ခုအဖြစ်ဗီလာနဗီလာကဆက်လက်တည်ရှိနေဆဲဖြစ်ပါတော့တယ်အဆုံးထိကြည့်ရှုသွားကြသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် YouTube မှာလည်း YouTube version နဲ့ကြည့်ကျင်သူများတွားရောက်ပြီးတော့ subscribe လုပ်ပြီးကြည့်လို့ရပါတယ်နော်